မကြာမီကျင်းပမိရွေးကောက်ပွဲကိုပြည်သူများကြားလက်ခံမှုရရှိစေရန်အမှုပညာရှင်များပါဝင်နမေကြီးဆိုတော်များကိုအသုံးပြု၍ကြော်ညာနေသည်လို့ဒေတာရင်းသတင်းရသိရပါတယ်။ယခုနိုဝင်ဘာလ10ရက်မှ14ရွေးကောက်ပွဲထောက်ခံမီဒီယာများကမဲပေးရန်တိုက်တွန်းသည့်အဆိုတော်များပါဝင်သည့်ရုပ်သံများကိုစတင်ထုတ်လွှင့်လာခဲ့ကြပါတယ်။မီဒီယာများတွင်ဖော်ပြထားသည့်များအရမဲဆွယ်ရေးလှုံ့ဆော်မှုတွင်ပါဝင်သူများမှာအောင်ထက်အင်ချစ်ရဲရင်အောင်ဖိုးကချမ်းမြေမောင်ချိုနီနီခင်စောမေလာတန်စင်အောင်လဝေလာဖြိုးမြတ်အောင်ဟန်နေတာအေးမြဖြူလေမော်တီတို့ဖြစ်ကြပြီးတဦးချင်းစီကမဲပေးရေးလှုံ့ဆော်တဲ့များနှင့်အတူရုပ်သံများတွင်ပေါ်လာနေကြပါတယ်။ထိုသံများတွင်အမျိုးသားတာဝန်ညီညွတ်တက်ကြွပါစို့စက်တိစာသားများပါဝင်ပါတယ်။စစ်အစိုးရသည်ထောက်ခံမှုရရှိရန်နိုင်ငံရေးလမ်းကြောင်းတစ်ခုဖန်တီးအကြောင်းပြတဲ့ရွေးကောက်ပွဲပြင်ဆင်နေပါတယ်။ထိုရွေးကောက်ပွဲကိုဒီဇင်ဘာလအတွင်းကျင်းပမည်ဟုကြေညာထားတော်လဲမငြိမ်းချမ်းသည့်နေမြေများနှင့်စစ်အုပ်စုမထိန်ချုပ်နိုင်သည့်ဒေသများပါဝင်နေရာများပြားတွင်ပြင်းထန်စွာဆန့်ကျင်နေကြပါတယ်။ရခိုင်ကလည်းစစ်အစိုးရသည်အမှုပညာလောကကိုအသုံးပြုပြီးကိုပိုင်ရွေးကောက်ပွဲအတွက်ထောက်ခံမှုရရှိစေရန်ကြိုးပမ်းခဲ့သည်။အောက်တိုဘာလတွင်နေတိုးမြင့်မြတ်နေဝင်းမေမြင့်မွေချူလေးတို့ပါဝင်နမေကြီးတရုတ်ဆောင်များပါဝင်တရုတ်ဆောင်သည့်ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဟုအမိရှိစကားကိုထုတ်လွှင့်ခဲ့ရာပြည်သူများအနေနဲ့ပြင်းထန်စွာဝေဖန်ခဲ့ကြပါတယ်။ထို့နောက်ထိုစကားကိုဝေဖန်ခဲ့သောဒါရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထိုးဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုလည်းရွေးကောက်ပွဲနောက်ရှက်မှုဖြင့်ဖမ်းဆီးထောင်ချခဲ့ကြသည်။အဆိုတော်များစွာပါဝင်သည့်အမှုပညာရှင်အဖွဲ့သည်နိုဝင်ဘာ6ရက်နေ့မှ14ရန်ကုန်မြို့ရှိမြန်မာအတန်နှင့်ရုပ်မြင်သံကြားတွင်ရွေးကောက်ပွဲအသိပညာနှိုးဆော်ရေးဆိုင်းပုဒ်များကင်ဆောင်၍ဗီဒီယိုရိုက်ကူးခဲ့ကြသည်။ထိုကဲ့သို့ရုပ်သံရိုက်ကူးမှုများသည်စစ်အုပ်စုထောက်ခံမဲဆွယ်ရေးအဖွဲ့မှဦးဆောင်ခဲ့ကြောင်းသိရသည်။အောက်တိုဘာလ30ရက်နေ့တွင်ပြန်ကြားရေးဝန်ကြီးဌာနပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအေးကျွယ်ကအမှုပညာရှင်များကိုခေါ်ယူ၍ရွေးကောက်ပွဲနှင့်ပတ်သက်သောကြော်ညာစာသားများတဦးချင်းပြန်ဆိုရမည့်ရုပ်သံများရိုက်ကူးရန်ညွှန်ကြားခဲ့ပြီးညှင်းဆိုပါကအထက်မိန့်ရအရေးယူမည်ဟုချိန်ချောက်ခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။မကြာသေးမီကလည်းပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ခြင်းမှကာကွယ်ရေးဥပဒေချမှတ်ပြီးဒါရိုက်တာ3ဦးနှင့်တရုတ်ဆောင်2ဦးကိုဖမ်းဆီးထားကြောင်းသိရသည်။ယခုရွေးကောက်ပွဲကြော်ညာအတွက်ပါဝင်လာသူအမှုပညာရှင်များထဲမှအချို့သည်2021ခုနှစ်တွင်စစ်အာဏာသိမ်းမှုစန့်ကျင်ရေးပြပွဲများတွင်ပါဝင်ခဲ့သူများဖြစ်ကြောင်းဖော်ပြထားသည်။သို့သောလက်ရှိတွင်မင်းတို့သည်စစ်အုပ်စုအကြိုက်အတူလိုက်ရောညီထွေဖြစ်လာပြီးစစ်အုပ်စု၏အတုအယောင်ရေးကောက်ပွဲကိုကြော်ညာပေးနေကြသည်ဟုဆိုသည်။ယခုအစိုးရရဲ့လှုံ့ဆော်မှုသည်နိုင်ငံတကာနှင့်ပြည်တွင်းအနေနဲ့တာမန်ဖြစ်နေသည့်တရုတ်ကိုဖန်တီးရန်ရည်ရွယ်ထားသည်ဟုဝေဖန်သူများကဆိုကြပြီးတကယ်သောအခွင့်အရေးပြေဝနှင့်တရားမျှတသောရွေးကောက်ပွဲဟုခေါ်နိုင်မည်မဟုတ်ကြောင်းဝေဖန်ခံနေရပါတယ်။တစ်ဖက်မှာတော့အတိုက်ခံအင်အားစုများနှင့်တော်လှန်တပ်ဖွဲ့များကစစ်အုပ်စု၏ရွေးကောက်ပွဲကိုအာဏာသိမ်းမှုခိုင်မာစေမိနိုင်ငံရေးပြဿနာဟုဆိုကာပြင်းထန်စွာဆန့်ကျင်နေကြသည်။တင့်မြင်ကတော့ဘလို့လဲဆိုတာကိုမတ်မှာဆွေးနွေးသွားခဲ့ပါအောင်။အခုလိုစိတ်ဝင်စားစရာသတင်းတွေကိုနေ့စစ်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မတိလိုက်တဲ့သတင်းများမရှိအောင်ဆက်ခရိုက်လုပ်သွားကြပါအောင်နော်။